ကဲဗျာတန်ဆောင်နဲ့ရေဆောင်ထက်တယ်ဆိုတဲ့စကားတော့ကြားဘူးပါလေခုဒီမှာကတော့တန်ဆောင်တယ်ခြီဆောင်ထက်ဆိုတဲ့နော်စကားပုံကိုပြောင်းအောင်လို့ဖြစ်နေပြီဒီမှာကြည့်ပါခုဒါဆိုလို့ရှိရင်ဒါခြီစားထားတဲ့အရာလေးတွေပေါ့ဒီကနော်ဒီခွက်တွေကဒီတန်မဏိခွက်တွေကလည်းကြောက်မာတယ်သူတို့လည်းတော့တိုင်းပါမို့ပျော့ပျော့မို့မာတယ်အဲ့ဒါကိုခြီစားထားတွေ့မှာခြိုက်ဖြစ်ဒီဘက်ကကောင်လည်းနည်းနည်းတော်ရပါဒါဆိုဒါပြင်လို့ရတယ်ဒါလေးကိုကော်ဘာလေးနဲ့စားလိုက်နော်ဒီကောင်ကတော့ကော်ဘာနဲ့အတော်ကိုစားယူအောင်တော့ရှိတယ်ဒါကြီးလည်းကြည့်ဒီမလားခြီစားထားတာလေဒီကနော်ဒါနဲ့ခုတ်ထားတဲ့ပြရှတာရမျိုးဖြစ်နေတယ်ဒါခြီစားထားတာကြီးဒါလေးတွေကဒီကောင်ကတော့ကော်ဘာစားဖို့မလွယ်ဘူးပြားသေးတယ်ဆိုကျွန်တော်ကဖြစ်နိုင်ဒီကောင်လေးကိုတော့ကော်ဘာစားရမယ်ကော်ဘာစားလို့ပါသွားရင်သူကပြင်လို့ရမှာပေါ့အဲ့မှာဒီကလည်းခြီစားတဲ့အရာဒီကလည်းခြီစားတဲ့အရာအဲ့တော့ခြီစားတဲ့အရာနှစ်ခုထပ်သွားတော့အဲ့ဒီမှာဒီနေရာမှာခြီကရှော့ထွက်တော့တာဟုတ်ဘလောက်နော်ကြက်ဒီစကူကိုဘလောက်ကြက်သူကတန်းရှင်းရမမိတော့ဘူးမထိတော့မတင်းတော့ဘူးနော်ရော့နေတာအဲ့ဒါဖြစ်တယ်ဒါကိုပြင်ရမှာဟုတ်တာကျွန်တော်ပြင်နေတာပါနှလုံးပြီးသွားပြီဒီမှာလေးလုံးကြံနေတယ်ကဲဒီမှာနော်ဒါကောဘာတိုက်လိုက်တာဒီကောဘာနဲ့တိုက်တာပါရောနော်စောစောလောက်အနေကြီးမဖြစ်တော့ဘူးဗျနည်းနည်းအရာလေးပဲကျန်တော့တာနော်အဲတော့ကောင်းလို့တော့ဒါလေးတော့ကောဘာနဲ့မတိုက်ဘူးဒီရာလေးနဲ့ပဲဒါလေးနဲ့ပဲဒီနားလေးလေးချစ်အောင်အဲ့လိုချစ်ပြီးချစ်ပြီးသူတို့နည်းနည်းလေးကိုးရအောင်ဒီကောင်ကနော်ဒီကောင်နည်းနည်းလေးကိုးရအောင်လုပ်ပြရအောင်နော်အဲဒါနော်တန်းရှင်းပြားကိုနော်နည်းနည်းလေးကိုးဖို့ရအတွက်ဒီသူ့ရဲ့လွန်းအိမ်ရဲ့ဒီမှာကချီထက်တဲ့ချီညက်တဲ့လမ်းကြောင်းပေါ့အဲချီညက်တဲ့လမ်းကြောင်းတွေကိုအခုလိုလေးနော်တန်းရှင်းပြားကိုညက်ထည့်လိုက်ထည့်ပြီးတော့ဒီမှာနော်ဒီကွက်ကြဒီဝါလေးနဲ့လေကောင်ကပိုက်လေးနဲ့တော့ထောက်ထားတယ်ထောက်ထားပြီးပုံလေးနဲ့ထောက်ထားလိုက်ဒါလေးအဲ့လိုလေးဖိပေးရအောင်နော်ဒါလေးနည်းနည်းလောက်လေးဖိပေးလိုက်ဝေးသွားလို့တန်းရှင်းပူပြီးအဖျားမှာကျတန်းရှင်းပူကောင်းတာပေါ့နော်ဒီအားပူကောင်းသွားပါအဲ့လိုလေးနော်ဒါတော့တန်းရှင်းပြန်ပေါ်တဲ့ဒီပေါ့နော်ဒါလေးတော့ခဏနော်ဟိုကနေနော်ဒဇင်းကြားလေးနဲ့နော်ဒါလေးကိုနည်းနည်းလေးပုတ်ပြရအောင်နော်နောက်ဒီကြားမှာရှိတဲ့ကြီးတွေနော်ဒီကြားမှာရှိတဲ့ချီမွေးတွေကြီးတွေအဲ့ဒါတွေကုန်ပြီးအောင်ရှင်းရတာရှင်းပြီးဆိုတော့တက်ရနော်ကဲဒီမှာနော်ရပြီးတက်ထားပြီနော်အဲ့တော့တက်ပုံတက်နီးကဘာဘယ်လိုလဲဆိုတော့ဒါကျွန်တော်ပြောပြနော်ဒီအလဲကောင်ကဒီစကူလေးကိုရင်တက်ရတယ်နော်ဒါပေမဲ့သူ့အကုန်မတက်ရဘူးနော်ဟိုပေါ့အရစ်ကလေးကြောင်းလို့ရရုံပေါ့ဗျာတက်ထားနော်ဟိုပေါ့အကုန်တက်နေပေါ့ဗျာဟိုဒီရစာနေစာခြံထားပေါ့ခြံထားပြီးတော့မှဒီကောင်ကြက်ဒီကောင်တက်ဒီကောင်ကြအကုန်ကြက်ဒီကောင်အကုန်ကြက်ပြီးဆိုတော့မှဒီဟာကိုဘာလို့ရလဲဆိုတော့ချီအရော်တင်းကိုနော်ဒီသူ့ရဲ့ဘိန်းလေးထက်ဒီဘိန်းလေးထက်ပြီးတော့ဒီထဲကိုဟာလာချီထက်နော်ဒီထဲကိုချီထက်ပြီးဆိုတော့ဒီဘက်ကနေချီထုတ်ပြီးဆိုတော့အဲ့ဒီရော်တင်းလေးကိုသူကခါစီးစီးလေးဖြစ်အောင်နော်ချိန်ပြရမှာသူနဲ့သူကကျွန်တော်ပြောချင်တာအကြံပေးချင်တာသူကဘယ်တော့မှကိုအောင်ကြရတဲ့နော်ဒီနတ်မို့စကူပေါ့သူကဒီကောင်ကအရော်တင်းချိန်ဖို့အတွက်သူကအကယ်၍ကုံသွားတဲ့ထီအောင်သူဒီနော်ချီကရော့နေလို့ပဲကြက်မလာဘူးလို့ဆိုလို့အဲ့ဒါဆက်ပြီးတော့မကြက်ပါနဲ့ကြက်လို့ရှိရင်ဒီကောင်နော်အရေးယုံသွားတတ်တယ်အဲ့တော့ဘာလို့အောင်ဆိုဒါလေးဖြုတ်ကုန်တစားကြီးဖြုတ်ပြီးတော့လုပ်ထားတယ်စကူတစားကြီးဖြုတ်ပြီးဆိုလို့ရှိရင်အဲ့ဂျားမှာရှိတဲ့ကြီးမွေးတွေကိုရှင်းပြီးတော့ဒီတန်းရှင်းလေးကိုနည်းနည်းလေးပြန်ကွေးပေါ့ခဏကျွန်တော်ပြောတဲ့နေပေါ့နော်ပြန်ကွေးပြီးတော့မှပြန်တက်ပြီးတော့ချိန်ကြည့်ပါစောစောကလို့နော်စားထားတဲ့အရာတွေရှိရင်တော့အဲ့ဒါပေါ်ပတ်တိုက်တာလို့ဘာလို့ကစားလဲနော်လောက်ရမှာပေါ့ဗျာကဲဟုတ်ပါတယ်ဒီလောက်ပါပဲအားလုံးကျေးဇူးပါနော်